တနေ့နေ့တို့လုံးမယ်လေဒီစကားလုံးဖြစ်တယ်ဒီတနေ့နေ့တို့ဆိုတာတပွားလို့မရှိဘူးအလုံးပဲမင်္ဂလာပါများတော့ဖိန်လူတွေကရီမန်ချက်ကိုပဲပြောင်းလဲကြတယ်အလက်အချင်းတွေကိုတော့မပြောင်းလဲကြဘူးလူတွေကပိုက်ဆံများများရှာချင်တယ်ဆိုပေမဲ့လည်းပိုက်ဆံကိုတိတိကျကျမစီမံတတ်ဘူးပြီးတော့ကြမ်းမရအတွက်လုပ်ချင်တယ်ဆိုပေမဲ့လည်းလေးကျင်းဖို့ရန်အချိန်မပေးနိုင်ဘူးများတာဖြင့်နှစ်ဖြန်ခါနဲ့စမယ်လေနောက်လာခါနဲ့စမယ်လေအဲ့လိုပဲပြောကြတာပေါ့နှစ်ဖြန်ဆိုတာမရှိဘူးကျမအမျိုးသားလည်းကျမနဲ့ပြောခဲ့တယ်ခဏဟိုတလို့ကိုရီးယားသွားခဲ့တယ်ကိုရီးယားကနေမြန်မာပြန်သွားရင်နေ့ရောက်အတူတူလေးချင်းကလုံးမယ်နော်ပြောပေမဲ့လည်းအခုတလညီပလောက်ရှိပေမဲ့လည်းတရေမှာနေ့ရောက်ကလေးချင်းကလောက်တာမရှိခဲ့ဘူးအဲ့လိုပဲလူတွေကအဲ့လိုပဲနေကြတာပေါ့အကြောက်စွန်မကောင်းစွန်လို့ပြောရမှာလားအဲ့ဒါကဘာလဲဆိုရင်တနေ့နေ့တို့လုံးမယ်လေဒီစကားလုံးဖြစ်တယ်ဒီတနေ့နေ့တို့ဆိုတာတပွားလို့မရှိဘူးအဲ့ဒါကိုကျမတို့ကစဉ်းစားရမှာဖြစ်ပါတယ်အခုတလို့ကျမအိမ်မှာမီးချစ်စရာကောင်းတဲ့မီးနေအောင်ရှိတယ်တို့တော့ကတနေ့နှစ်မပြီးသေးဘူးတနေ့ကြိုတယ်ကလေးတွေဖြစ်တယ်ဒါပေမဲ့သူတို့ကအခုဒီအချိန်ဆိုတာသူတို့ကစာအုပ်ကိုကြိုက်တယ်စာအုပ်ထုတ်ပြီးမှပုံပြီးကြည့်တယ်လမ်းတယ်တချို့အရေးဆိုတာသူကဖြဲလိုက်တယ်အဲ့လိုမျိုးလေးရှိတာပေါ့ဒါပေမဲ့နေရောက်စလုံးကစာအုပ်ကင်ပြီးမှထိုင်ပြီးမှဘာကြည့်လဲမသိဘူးတခါတလေဗျန်းကြလဲဖွင့်ပြီးမှကြည့်တဲ့အချိန်လေးရှိတာပေါ့ဒါပေမဲ့အဲ့ဒါကိုကျွန်မကြည့်ပြီးမှဒီအရွက်ကလေးကသူတို့ကိုစာအုပ်နဲ့ရင်းနှီးအောင်စာအုပ်နဲ့ချင်းကလာအောင်စာအုပ်ကိုကြိုက်အောင်အဲ့လိုအလဲအကျဉ်လုပ်ပေးရမယ်ဒီစိတ်ဖြစ်လာလို့ကျွန်မကသူတို့ကမအိတ်ခင်ပြီးတော့ကျွန်မအခန်းဝင်လဲအချင်းဆိုတာအရွယ်ရောက်သူတို့ကစာအုပ်ဖွင့်လို့ကျွန်မရှိယူလာတယ်ကျွန်မဖတ်ပြတဲ့အချင်းရှိတယ်သူတို့ကစကားလည်းမပြောတတ်သေးဘူးလေဒါပေမဲ့သူတို့ကပြောတယ်ဘာပြောမှမသိပေမဲ့လည်းပုံပင်ကြည့်ပြီးမှသူတို့တော့ပြန်တဲ့အရာတွေ့တာကကျွန်မလည်းအရန်ဝန်တာပါတယ်လူတဲရဲ့ဘဝကတနေ့ထဲနဲ့ယုတ်တေးကြည့်ပြောင်းလဲကြတာမဟုတ်ဘူးနေတိုင်းတလေးအလဲအချင်းလုပ်တဲ့အချင်းအဲ့ဒီအချင်းတွေကစုပြီးမှသူတို့ရဲ့ရလာထွက်လာတာဖြစ်ပါတယ်ပြီးတော့ဒီအခုအဲ့ဒီမီနဲ့ရောက်မှပုံထားတဲ့အခုနလရှိတယ်မီနောက်တဲ့ရှိပါတယ်သူလည်းမြန်ကြီးထွားရင်ဘလောက်ကောင်းမလဲဆိုပြီးတော့နိုးမကအများကြီးတခါတဲ့တိုက်ရင်သူကကြီးလာမလားအဲ့လိုမဟုတ်ဘူးနော်တရေနှစ်နိုင်တခါသုံးနိုင်တခါအဲ့လိုနိုးမတောက်လိုက်အိတ်လိုက်ချီပါလိုက်အဲ့လိုမျိုးနဲ့နေလိုက်လုပ်တဲ့အခါကျတော့မွေးခါစားမှရှိတဲ့ဓာတ်ပုံနဲ့အခုနလာဖီလာတဲ့ဓာတ်ပုံကိုနိုင်ရှင်ကြည့်တဲ့အခါကျတော့တိုးကြီးလာတဲ့ဥစားမြင်ရတာပေါ့အဲ့လိုလူရဲ့ခန္ဓာကိုယ်လည်းနေတိုင်းမတီးတည်နဲ့တောက်ခဲ့တဲ့အဲ့ဒီနိုးမကသူ့ကလေးကိုချီထွားစေတယ်လို့ပဲကျမတို့ရဲ့စိတ်ကျမတို့ရဲ့ဘဝလည်းအခုချက်ချင်းမထင်ရှားပေမဲ့လည်းတလီကနေစတဲ့ဒီအလဲအချင်းတွေကနောက်မှဆိုရင်အရန်ကောင်းတဲ့ရလထွက်လာမှာဖြစ်ပါတယ်ဒါကြောင့်ကျမတို့ကအရန်ကြီးမားတဲ့တန်တိတ်တန်ချစိတ်ဆုံးဖြတ်တဲ့ဒီစိတ်ထက်အလဲအချင်းတလီကနေစတဲ့အရာကတကယ်အရေးကြီးပါတယ်